ဟုတ်တယ်မလားအစင်မေးလေးပတိုင်းမှာလို့ဒဲတွေပဲထွက်တာအကွက်တွေပဲဝမ်းကြီးမပါခိုင်းတော့ဝမ်းကြီးလေဝမ်းကြီးထိတ်ကလာဘိတ်ကလာဝမ်းကြီးနဲ့အောင်မခံနော်ဝမ်းကြီးကတော့ဟုတ်တယ်မလားဘလို့ထုတ်လို့ရတော့တယ်မလားဒါပေမဲ့ကျွန်တော်အဓိကအကွက်ပါကျွန်တော်ထုတ်တဲ့အကွက်တွေကကျွန်တော်ဝမ်းကြီးတချို့အကွက်တွေကဝမ်းကြီးနဲ့မကိုက်ချင်မှကိုက်တယ်တချို့အကွက်တွေကမကိုက်ဘူးအဲ့ဒါကြောင့်ကျွန်တော်အကွက်ပဲထုတ်လိုက်တာနော်အကွက်ပဲထုတ်ရွေးချက်ထားတဲ့အကွက်တွေပဲထုတ်တယ်အဲ့တော့90ညအချင်းလေးတော့သွားမယ်နော်ဒါပေမဲ့ကျွန်တော်အချင်းလေးကောက်တည်ထားပြီးပါအဲ့တော့9နဲ့ပတ်သက်ကျွန်တော်အကွက်လေးတွေရွေးချက်ပေးမယ်3ညနဲ့ပတ်သက်အကွက်လေးတွေရွေးချက်ပေးမယ်ပြီးရင်အပြင်မိန်း3ကွက်ရေတစ်ကွက်ကောင်းတယ်ကဲလိုက်ပြီးတော့မှတ်ပါ9နဲ့ပတ်သက်ရင်ကျွန်တော်9 1 5 4 5ခွန်5 9ပါနော်9နဲ့ပတ်သက်ရင်9 1 5 4 5ခွန်5 9 9 1 5 4 5ခွန်5 9အကြိုက်ဆုံး2ကွက်ဒီ54 50ခွန်ပါအကြိုက်ဆုံး2ကွက်ဒီ54 50ခွန်ရမယ်နော်ကဲတော့3ညနဲ့ပတ်သက်ပြီးဆက်သွားပါမယ်3ညနဲ့ပတ်သက်ရင်3ည3 3ည6 3ည8 3ည9ပါ3ညနဲ့ပတ်သက်ရင်3ည3 3ည6 3ည8 3ည9အကြိုက်ဆုံး2ကွက်ဒီ3ည3ရေ3ည8ရေပါအကြိုက်ဆုံး2ကွက်ဒီ3ည3 3ည8ဒီအကြိုက်ဆုံးနော်အဲ့တော့အပြင်မိန်းလေးဆက်သွားမယ်အပြင်မိန်းဒီကျွန်တော်3 6 3ခွန်38ပါအပြင်မိန်း3ကွက်ဒီ3 6 3ခွန်38မြန်နေလားမသိဘူးเนาะတစ်ခေါက်ပြန်ခေါ်ပေးမယ်เนาะ3 6 3ခွန်38ဒါဒီအပြင်မိန်း3ကွက်ပါတခွဲကောင်းလေးပြောပေးမယ်เนาะတခွဲကောင်းလေးကကျွန်တော်ခံမှန်းကြည့်ပါကျွန်တော်9ထိပ်စီးနဲ့ပဲတခွဲကောင်းထုတ်ထားပါတယ်နောက်တခွဲကောင်းဒီ9ထိပ်စီးနဲ့ပဲတခွဲကောင်းထုတ်ထားပါတယ်9ထိပ်စီးနဲ့ကျွန်တော်စုံနှောင်းပိတ်နေပါเนาะ9ထိပ်စီးစုံနှောင်းပိတ်နဲ့တခွဲကောင်းမှာအဲ့တော့ဗာများဖြစ်မလဲခံမှန်းကြည့်ပါအောင်เนาะကိုမမ okay မမမင်္ဂလာပါမမအခုပြောတဲ့ community ကိုလိုက်ပြီးတော့ရေးမယ်အဖော်မန်တွေဖုန်းဆက်လို့ရတယ်เนาะဒီညလက်ခံထားတယ်မလက်ဖြန်လည်းကျွန်တော်တို့အစ်တွေအဟောင်းနဲ့အကုန်လုံးပြန်လက်ခံထားပါတယ်အဲ့တော့မလက်ဖြန်ဆက်လိုက်တယ်မလေးစီလည်းရတယ်ပေါ့နော်အဲ့တော့9 3ညအချိန်9နဲ့ပတ်သက်ရင်9 1 5 4 5ခွန်5 9အကြိုက်ဆုံးဒီ9 4နဲ့5ခွန်ပါ3ညနဲ့ပတ်သက်ရင်3ည3 3ည6 3ည8 3ည9အကြိုက်ဆုံး2ကွက်ဒီ3ည3ရေ3ည8ရေပါနော်အပြင်မိန်းကတော့ကျွန်တော်3 6 3ခွန်38ပါ3 6 3ခွန်38တကွက်ကောင်းဒီ9ထိပ်ကြီးစုံတော့ပြီးနေကျွန်တော်တကွက်ကောင်းလေးဖြစ်တဲ့ကဲအဲ့တော့ကျွန်တော်တို့မနက်ဖြန်ကို3လိတ်တကွက်ကောင်းဖြစ်တဲ့9ထိပ်8ပိတ်58တကွက်ကောင်းဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့တကွက်ကောင်းဒီ9ထိပ်8အပိတ်နဲ့58ဒီတကွက်ကောင်းပါနော်အကြိုက်တွေတော့လိုက်ကစားပါ58ကတော့တကွက်ကောင်းဒါကတော့ကိုကြိုက်ရင်တော့ထို့မကြိုက်ရင်လည်းမစားနဲ့နော်58ဒီတကွက်ကောင်းပါအဲ့တော့အစီအမံကြမဲ့ထမလေးအားလုံးပဲเนาะဒါမနက်ဖြန်နေ့လည်းမှာညတော့ live မလုပ်ဘူးเนาะမနက်ဖြန်နေ့လည်း2 live လောက်မှ live လုပ်ပြီးမယ်เนาะမနေ့ကကျွန်တော်စောစောလေးလွှင့်ရင်လွှင့်မယ်12ခွဲလွှင့်ရင်လည်းလွှင့်မယ်ဒါမှမဟုတ်2နာရီဖြစ်ရင်လည်းဖြစ်သွားမယ်12ခွဲလောက်တစ်ချက်လောက်တက်ကြည့်ပေါ့နော်အခုသာ live မလွှင့်သေးဘူးဆိုရင်တော့ကျွန်တော်2နာရီလောက်တက်ခဲ့ပေါ့နော်ဒါမနေ့ကရုံစောစောလေးလွှင့်ရင်ကောင်းမလားစဉ်းစားနေတာအဲ့တော့12ခွဲလောက်ကိုခဏထွက်ပြီးတော့နိုင်ဝက်ပဲကြမယ်ချက်ချင်းတက်နေတက်မှာအကျိုးသေးဆောင်မှာပေါ့အရင်တော့ဆိုကျွန်တော်အကျိုးသေးဆောင်ပါဗျာအကျိုးသေးထိုင်ဆောင်တဲ့လောက်က2နာရီထိဆောင်လာဆိုတော့အချိန်ကြီးအများကြီးပေးရတယ်ပြီးမှအကျိုးသေးထွက်မှလည်းလွှင့်ရတော့ဗျာအချိန်ရတိတ်အချိန်လွှင့်လို့အချိန်သိမ့်မရအဲ့ဒီကြောင့်နော်ဆောစောလေးလွှင့်ရင်ကောင်းပါစဉ်းစားရတာမနေ့ပြန်ကျွန်တော်ဆောစောလွှင့်မယ်ဆိုရင်12နာရီခွဲပေါ့နော်အဲ့ဒီအချိန်လောက်ကိုစောင့်နေပြီဒါမှမဟုတ်လည်းကျွန်တော်အဲ့အချိန် live မလွှင့်ဖြစ်ရင်2နာရီလောက်ကျွန်တော်လွှင့်မယ်ပေါ့နော်ဒါပေမဲ့ဆောစောလေးလွှင့်ဖို့တော့ရှိပါတယ်ကြားအောင်မတက်တာပါနော်ကံကောင်းကြပါစေဘိုင်ဘိုင်ပါနော်